ပုံမြင်လေးနာမည်ကမဒန်ကျက်မကြီးနဲ့သူကြီးဝတ်စုံနဲ့တခါကမဒန်ကျက်မကြီးဟာဆိုင်ပြတင်းမတစ်ခုမှချိတ်ထားတဲ့ခေါင်းဝင်လေးတစ်ထည်ကိုလှမ်းမြင်လိုက်ရတယ်။အဲ့ဒီခေါင်းဝင်လေးကအဆက်ပြောက်လေးတွေပန်းဝင်လေးတွေနဲ့အရန်လှတာပဲ။ဖဲကျိုးလေးတွေဇာနာလေးတွေနဲ့လည်းအနောက်ကွထားသေးတယ်။ကျက်မကြီးကခဏလောက်ငေးကြည့်နေပြီးနောက်ဆိုင်ထဲကိုဝင်သွားတော့တယ်။ဟောပြတင်းပေါက်မှာချိတ်ထားတဲ့ခေါင်းဝင်လေးလေအဲ့ဟာလေးကျမဝတ်ကြည့်ချင်လို့ပါလို့မဒန်ကျက်မကြီးကအယောင်စိတ်ကိုပြောလိုက်တယ်။အဲ့လိုနဲ့ကျက်မကြီးကခေါင်းဝင်ကိုဝတ်ကြည့်ပြီးမှန်ထဲမှာသူ့ကိုယ်သူပြန်ကြည့်လိုက်တယ်ကွာကြည့်ရတာဒီခေါင်းဝင်ကကျမနဲ့တိတ်မလိုက်ဘူးထင်နေနော်လို့ဝေခွေမရောက်စွာပြောရှာတယ်။အိုးမဟုတ်တာမဒန်ရဲ့မဒန်မှားနေပါပြီလို့အယောင်စီးကချက်ချင်းပဲပြောလိုက်တယ်။ဒီဝစ်ဆောင်ကမဒန်ကိုအယောင်ဆက်ဆောင်မှုရှိစေပြီးချက်ချင်းလှပသွားစေရပါ။တကယ်ပဲလားငါလည်းမသိချာမသိဘူးဖြစ်နေတယ်လို့ကျက်မကြီးကတွန့်ဆုတ်နဲ့ပြောပြန်တယ်။သိကြတာပေါ့မဒန်ရဲ့ဒီဝစ်ဆောင်ကိုဝတ်ထားတဲ့မဒန်ကိုမြင်တဲ့သူတိုင်းကအားချမဆုံးဖြစ်နေကြမှာဗျာလို့အယောင်စီကညှောက်ပင်ပြောလိုက်တယ်တကယ်ပဲအဲ့လိုထင်သလားဟင်လို့မဒန်ကျက်မကြီးကမှန်ရှိမှာဟိုဟဲ့ဒီလဲကြည်ရင်မေးလိုက်တာပေါ့လုံးဝသိကြပါတယ်ဗျာကျွန်တော်စကားကိုယုံလိုက်ပါလို့အယောင်စီကအာမခံလိုက်တယ်ကောင်းပြီလေဒါဆိုရင်ဒီကောင်ဝင်ကိုဝယ်မယ်ခုချက်ချင်းပဲဝတ်သွားရမယ်လို့ကျက်မကြီးကဆုံးဖြတ်လိုက်ပါတော့တယ်တကယ်မဒန်ကျက်မကြီးဟာခေါင်းဝင်တစ်ကြီးနဲ့အဆိုင်လေးကနေခန့်ကြီးထွက်လာခဲ့တယ်လက်မကြီးတန်းလျှောက်သွားတဲ့အခါလူတွေကသူ့ကိုကြည့်ပြီးပြုံးစီလုပ်နေကြတာပေါ့တချို့ဆိုတခိနေတော့ရင်းနေကြတာကိုတွေ့ရတယ်။အော်ငါ့ကိုအားချပြီးပြုံးနေကြတာပဲလို့မဒန်ကျက်မကြီးကတွေးလိုက်တယ်။ရှေ့ဆက်လျှောက်ပြန်တော့လေလူတချို့ကခေါင်းခါပြနေကြပြီးမျက်မှောက်ကြည့်နေပြီးကုတ်ကြည့်နေတာကိုတွေ့ရပြန်တယ်။ဒါကတော့ငါ့ကိုမနာလို့ဖြစ်နေရပဲဖြစ်မှာလို့သူကထပ်တွေးလိုက်တယ်။အဲ့ဒီလိုနဲ့သူလမ်းလျှောက်သွားတဲ့လမ်းတစ်လျှောက်လုံးမှာမြင်သမျှလူတွေကရက်ပြီးငေးကြည့်နေကြတာပေါ့။ကျက်မကြီးကတော့တလှမ်းချင်းလှမ်းလေးကိုပိုးပြီးချုံမောလှပနေရဲ့လို့ထင်လေးပါပဲပုံမြင်လေးရဲ့တင်ငန်းစာကအပေါ်အမောတင်ရှောက်ညှောက်ပင့်တဲ့စကားတွေကိုထွန်းလန့်ဖို့ဆိုတာဘယ်ရထမ်းစုခက်ခဲလာပါတယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်